30 join ဒီထားတဲ့ဘဟုတူတာနားချက်30 ဝင်းကျင်ရောက်လာပြီဆိုရင်လူဘဝမှာဒါရီတီးထားဖို့တကယ်လိုအပ်လာပါပြီနံပါတ်1ကျမ်းမာရေးဟာအကောင်းဆုံးရင်းနှီးမြှုပ်နှံမှုပါခန္ဓာကိုယ်ကိုဂရုစိုက်တာဟာဘိုးမိသားစုကိုဂရုစိုက်တာနဲ့အတူတူပါပဲနံပါတ်2ငွေကြေး passive income အပြင်ကဝင်ငွေလမ်းကြောင်းတစ်ခုရှာထားပါအလုပ်တစ်ခုတည်းပေါ်မှာပဲဘုံမချထားပဲငွေကိုအလုံးလုံးခိုင်းတတ်ဖို့လိုပါတယ်နံပါတ်3အဖောင်းတင်မလိုအပ်တဲ့ပတ်ဝန်းကျင်တွေကိုဖျက်တောက်ပါအရေးအတွက်ထက်အရေးချင်းရှိတဲ့မိတ်ဆွေတွေကပဲတင်ဘဝကိုမြင့်တင်ပေးမှာပါနံပါတ်4စိတ်ချမ်းသာပျော်ရွှင်ဖို့ကိုယ့်ရဲ့စိတ်အေးချမ်းမှုကိုဦးစားပေးပါလူများတွေရဲ့မြင်ထက်ကိုယ့်ရဲ့စိတ်ချမ်းသာပျော်ရွှင်ဖို့ကပိုအရေးကြီးပါတယ်နံပါတ်5တွေ့ညူပါနောက်ဆုံးတစ်ချက်ကတော့အတိစမ်းတွေကိုစက်တင်ယူနေပါတင်ယူမှုရက်တန့်သွားတဲ့နေ့ဟာအိုမင်းသွားတဲ့နေ့ပါပဲဒီအချက်တွေတည်းကခင်ဗျားတို့အတွက်ဘယ်အချက်ကအမှန်ဆုံးလဲကွန်မန့်မှာပြောခဲ့ပါဦးအခုလိုဗဟုတူးတာတွေမြင်နာထောင်ချင်ရင်တော့ငါတို့ channel Move and Groove Co like and subscribe လို့ထားဖို့မေ့ပါနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်